မင်္ဂလာပါရှင်ကျမနာမည်ကဖောင်းဆန်လို့ခေါ်ပါတယ်ရှင်ဒီနေ့မှာတော့ဖယားခင်ကိုဘယ်လိုယုံကြည်လာခဲ့တဲ့ခေါင်းဆောင်နဲ့ပတ်သက်ပြီးကျမရဲ့အတ္တတက်တဲ့ခံချက်ကိုဝေမျှပြောပြရှင်ပါတယ်ရှင်ကျမရဲ့မိသားစုကငယ်ငယ်ကတည်းကဖျားเจ้าကိုခေါ်သွားတဲ့အတွက်ငယ်ငယ်လေးကတည်းကခရီးယန်ဖြစ်ခဲ့တဲ့ဒါပေမဲ့အဲ့ဒီတုန်းကရိုးသားပြောရမယ်ကျမကမိဘနောက်ကိုပန်းလိုက်သွားနေတာကျမကဖယားခင်ကိုအမှန်တကယ်မသိရှင်တော့မဟုတ်အလေးအနက်မထားခဲ့ပါလွန်ခဲ့တော့နှစ်ခန့်ကပြင်ကျမကဖယားခင်အကြောင်းကိုအမှန်တကယ်စတင်အလေးအနက်ယူခဲ့ပြီးမှမဟုတ်ပါအလုံးကိုပလာလို့ခံစားရတဲ့ဘဝရဲ့အရှင်တစ်ခုနဲ့အစပြုခဲ့တာအဲ့ဒီတုန်းကမိသားစုဤစားနဲ့တငယ်ချင်းတွေပါဝင်ပြဿနာတွေညာကြီးရှိခဲ့တယ်အဲ့ဒီတုန်းကဘဝဟာလာနဲ့တူတယ်လို့ပြောလို့ရပါတယ်ဖျက်ခင်ဤຫນွေထွေးမှုရှိရှင်းနဲ့ညစ်သိမ့်မှုကိုခံစားရလိုက်လို့မျက်ရည်တွေစီးကြလာတယ်အဲ့ဒီနောက်မှာNew Wine International Show မှာနေထိုင်ခဲ့ရပါတယ်ဖျက်ခင်ကကျမဘဝကိုဖြည်းဖြည်းချင်းပြောင်းလဲခဲ့တဲ့ဖျက်ခင်ကကျမကိုဘယ်လိုပြောင်းလဲပေးခဲ့တာလဲဆိုတာတော့နောက်အပိုင်းမှာဆက်ပြောပြမယ်ရှင်ဖျက်ခင်ကောင်းကြီးပေးပါစေရှင်